ဟုတ်ကဲ့ပါဒါကတော့အခုဆိုလို့ရှိရင်ဒီတီတို့ဒါပုံမှန်ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေပေါ့နော်နောက်ပိုင်းကျတော့လေ traffic jam လေးတွေဖြစ်တယ်နောက်ပြီးလို့ရှိရင်တနေရာနဲ့တနေရာသွားမယ်ဆိုလို့ရှိရင်လည်းအချိန်တွေအများကြီးကြိုယူပြီးမှသွားရတယ်ပေါ့နော်ဒါကတော့ကိုနေတဲ့နေရာနဲ့လည်းသက်ဆိုင်ပါတယ်အဲ့တော့အခုဒီတီတို့ကဒီလိုပြဿနာမျိုးတွေမဖြစ်နိုင်တဲ့နေရာမျိုးကိုရောက်ရှိနေတာဖြစ်ပါတယ်ကဲဘယ်လိုနေရာမျိုးရောက်ရှိနေလဲဆိုတော့သိချင်လို့ရှိရင်တော့ဒီတီတို့နဲ့တူတူလိုက်ကြည့်ကြပါဦးနော်လာပါရှာနဲ့ပါရင်တားကြမယ်လေလာပါပြီကောင်းပပမိုးရလို့ရှိရင်လေကားတွေကဘာလို့ပိတ်တာလဲတချို့တွေကပြောတာကြတော့ဟိုမိုးရလို့ရှိရင်လည်းကားတွေက slip ဖြစ်မှာဆိုလို့ဖြည်းဖြည်းချင်းမောင်းရင်းနဲ့ traffic jam ဖြစ်ပြီးတော့ကားတွေပိတ်တာပဲဟုတ်တယ်လေအဲ့ဒါမှန်တယ်ဆိုလို့ရှိရင်မိုးမရလို့ရှိရင်ရောနေပူလေးရတာနဲ့ဘာလို့ပိတ်တာလဲအဲ့ဒါတော့မပြောတတ်တော့မေးကြည့်မှရကဲရောက်ပါပြီအခုဒီဒီတို့ရောက်ရှိနေတဲ့နေရာကတော့ City Love West ပဲဖြစ်ပါတယ်ကဲဒါကတော့ Sales Gallery တဲ့ကိုဝင်လာခြင်းမှာတွေ့ရမယ့်ပုတ်ကလေးပဲဖြစ်ပါတယ်ဒီပုတ်ကလေးမှာဆိုလို့ရှိရင်ဒီအနီရောင်အမှတ်ကလေးတွေတွေ့လာမှာအဲ့ဒီအနီရောင်အမှတ်ကလေးတွေကရောင်းထွက်သွားပြီးအခန်းတွေကိုပြထားတာဖြစ်ပါတယ်ဒီ City Love West ကဆိုလို့ရှိရင်စက်မှုစီးပွားမြို့တော်ဖြစ်တဲ့လှိုင်သာယာစက်မှုဇုံကြီးမှာတည်ရှိပါတယ်အောင်စီရတံတားနဲ့ဘေးရင်နောင်တံတားစင်းစင်းချင်းလှိုင်းမြစ်ဘေးမှာတိစောက်ထားတဲ့အိမ်ယာစီမံကိန်းတစ်ခုပေါ့နော်ကျမ်းမာရေးအတွက်ဆိုလို့ရှိရင်ပန်းလိုင်းစေးရုံဈေးဝယ်ဖို့အတွက်ဆိုလို့ရှိရင်ဘေးရင်နောင်စေး Ocean Supermarket စိန်ကြီးဟာနဲ့တင်းနှိမင်္ဂလာဈေးတို့ကို15မိနစ်ချင်းသွားလာနိုင်ပါတယ်ရန်ကုန် International Airport ကိုဆိုလို့ရှိရင်တော့25မိနစ်ချင်းနဲ့သွားနိုင်မှာဖြစ်ပါတယ်ဒီ City Love West ကဆိုလို့ရှိရင်ဧကပေါင်း15ဧကရှိပြီးတော့တာဝါ8လုံးတိတိဆောက်သွားမှာဖြစ်ပါတယ်ပြီးတော့သူက commercial zone, sports, recreational facilities, swimming pool, kids playground နဲ့ gym စတဲ့ area တွေလည်းပါဝင်တာဆိုတော့ခင်မီစံတဲ့လူနေမှုအဆင့်တောင်ရရှိမှာတော့မပူရတော့ဘူးပေါ့နော်ပြီးတော့စီးပွားရေးချက်ချတဲ့နေရာမှာတရှိရဆိုတော့ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ project တစ်ခုပေါ့နော်ကဲအဲ့တော့ဘယ်လို room types တွေရှိလဲဆိုတော့ဒီလိုနဲ့တူလိုက်ကြည့်ပါအောင်နော်340 square feet ကျဲတဲ့ studio roomကျောင်းသူကျောင်းသားရုံးသမားနဲ့စင်စာဥဇနီးမောင်နှံလေးတွေအတွက်925 square feet ကျဲတဲ့ one bedroom မိသားစုဝင်နေတဲ့ small family လေးတွေအတွက်950 square feet ကျဲတဲ့ two bedrooms မိသားစုဝင်များတဲ့ big family လေးတွေအတွက်ဆိုလို့ရှိရင်တော့920 square feet ကနေပြီးတော့940 square feet အထိရွေးချယ်စရာရှိပါတယ်ဝယ်ပြီးသွားလို့ရှိရင်လည်းအခန်းတွေကိုမိမိစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့အပြင် design interior ပုံစံတွေကိုလည်းဘယ်လိုဖွဲ့စည်းလို့ရမလဲဆိုတာကိုကုမ္ပဏီဘက်ကနေပြီးတော့ Mooket Room တွေအနေနဲ့ထားရှိပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ interior design တွေကိုလည်းစိတ်ကြိုက်ပြင်ဆင်နိုင်မှာပါရှင်ခုလာမယ့် August 9 ရက်နေ့နဲ့10 ရက်နေ့တွေမှာ City Love West Sale Gallery မှာ relaunch event ကိုကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပရိသတ်တွေလည်းလာခဲ့ကြ OTT ကဖိတ်ခေါ်ပါတယ်ချိန်ကတော့မနက်9 နာရီကနေပြီးတော့ညနေ9 နာရီအထိဖြစ်ပါတယ်ဒီ relaunch event လေးကဆိုလို့ရှိရင်တော့ sales တစ်ခုတည်းအနေနဲ့မဟုတ်ပါဘူးเนาะ music band တွေလည်းပါပါတယ်ပြီးတော့ food coupon တွေလည်းပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲအတွင်းမှာရှိတဲ့ mini bazaar လေးမှာလည်းဒီ food coupon လေးတွေနဲ့စားတောက်လို့ရမှာဖြစ်ပါတယ်ပြီးတော့လည်းပွဲနေ့အတွင်းမှာလာရောက်ဝယ်ယူတဲ့သူတွေကိုလည်းကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ special purchase gift တွေကိုလည်းအထူးစီစဉ်နေနဲ့လက်ဆောင်ပေးသွားအောင်မှာဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တွေလည်းလာရောက်ဖို့အထီးတွေကနှွေးထွေးစွာဖိတ်ခေါ်ပါတယ်ရှင်အားလုံးဖိတ်ခေါ်ပါတယ်